မြို့တိုင်းဆရာကမ်းမန်နိုင်ဝဲကိုအရယူပြီးနောက်ဥရောပမှာချန်ပီယံလိကအသင်းနေတော့မလုံနိုင်တဲ့စံချိန်နှစ်ခုကိုတင်လိုက်တဲ့ United ပြည်သူများလုံးမင်းမင်လာများဂျိုဒီဘော့စပွားကနေပြန်လဲကြိုလိုက်ပါတယ် United တို့ကတော့ရှယ်ကိုဖြုတ်နိုင်လို့ပါတယ်ဒီလိုမျိုးကမ်းမန်နိုင်ပွဲဆိုတာတင်းနေတို့မှလုံနိုင်တဲ့အရာမျိုးပါပြန်ဘက်ကိုဥရောပမှာ United တို့ကမ်းမန်ပြီးနိုင်တယ်ဆိုတာ KSS ကလေးကဖြစ်ပါတယ်ဒါကြောင့်လဲပွဲချင်းတစ်ခုရဲ့နောက်ဆုံးပိုင်းတွေကို Fagi တိုင်းလို့တင်စားခေါ်ကြတာဖြစ်တယ်လို့ United ကိုလည်းဥရောပရဲ့ကမ်းမန်ကင်းဖြင့်အားလုံးကတင်စားခေါ်ကြတာပဲဖြစ်ပါတယ်လိုင်နယ်ပွဲမှာ United တို့ကမ်းဘက်သွားပုံကကြောက်ဖို့လန့်ဖို့တော့ကောင်းပါတယ်ဒီလောက်ဆိုရင်ဘလို့မှပြန်လာနိုင်ဖို့ဆိုတာမဖြစ်နိုင်တော့တာပါဒါပေမဲ့ United ကတော့တင်းနေဒီယန်တွေကိုပြကရိုးရိုးချွန်ချွန်တိုက်ပွဲဝင်သွားခဲ့ပြီးပွဲမပြီးသေးခင် United ရှုံးပြီလို့ပြောလို့မရသေးဘူးဆိုတာကိုထပ်မံတက်တည်ပြသွားခဲ့တာဖြစ်ပါတယ်ဒီနိုင်ပွဲအပြီးမှာ United ဟာချန်ပီယံလိအသင်းနေတော့မလုံနိုင်တဲ့စံချိန်မတန်းကောင်းတစ်ခုကိုလည်းရရှိသွားခဲ့ပါတယ်တင်းနီတို့ဟာပွဲအစမှာတင်အပြတ်သက်ဦးဆောင်နိုင်ခဲ့ပေမဲ့ထုံးစံအတိုင်းရောက်ဖာကျဦးတိုင်းမှုတွေနဲ့အတူရှုံးလူလူအနေအထားထိရောက်သွားခဲ့တာပါ United အနေနဲ့နှစ်ဂိုးပြတ်ဦးဆောင်ထားပြီးတဲ့နောက်နှစ်ဂိုးစီပြန်ပေးခဲ့ရပြီးတည်ကြနေခဲ့ပါတယ်အဲဒီနောက်၄ဂိုး2ဂိုးနဲ့ရှုံးတဲ့အနေအထားထိရောက်သွားခဲ့ပြီးပွဲကတော့ပြီးပြီထင်ခဲ့ရတာပါဒါပေမဲ့ပွဲပြီးကန်ဒီမှာ3ဂိုးပြန်လိုက်သွင်းပြီး5ဂိုး4ဂိုးနဲ့နိုင်ရသွားခဲ့တာပဲဖြစ်ပါတယ် United အာဒီယာဒီဥရောပမှာရှုံးပွဲမရှိသေးတဲ့တသင်းထဲသောအသင်းဖြစ်ပြီးစံချိန်မတန်းကျိုးပြတ်တော့မလို့ရနေဆက်ခဲ့ပေမဲ့အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်ဒါအပြင် United ဟာမိုင်းနူမကွိုင်းရိုရဲ့ခြေပါဂိုးနဲ့နိုင်ဂိုးတွေကြောင့် United ဟာဥရောပပြိုင်ပွဲမှာမိနစ်120နောက်ပိုင်း2ဂိုးသွင်းယူနိုင်တဲ့ပထမဆုံးအသင်းအဖြစ်မှာစံချိန်မတန်းတင်နိုင်ခဲ့တာဖြစ်ပါတယ်မိနစ်120နောက်ပိုင်း2ဂိုးသွင်းနိုင်ဖို့ဆိုတာအင်မတန်ခက်ခဲတဲ့အရာဖြစ်ပြီး United ပဲလုံနိုင်တဲ့အရာမျိုးဖြစ်ပါတယ်တကယ်လို့ရှုံးမိရထင်တဲ့အိတ်သွားတဲ့သူတွေကတော့မနက်မိုးလင်းချိန်နိုင်နေတာကိုအားအသင်းဝယ်ရတွင်းလိုက်ရမှာပဲဖြစ်ပါတယ်ပွဲစား10မိနစ်ပြည့်သေးကပါတယ်ဂိမ်းမိုးတို့ဥဆောင်ကိုဆက်ရသွားခဲ့ပြီးဂါနာချွေရဲ့ပေးပို့မှုကနေဥကာတီကအပိုင်ပိတ်သွင်းသွားခဲ့တာပါပွဲစားရင်15မိနစ်မှာလိုင်ယွန်နောက်ခံလူတွေအမားကနေကက်စမဲလိုအပိုင်ကန်ခဲ့ပေမဲ့ဂိုးပွားတွေကနေကတ်ထွက်သွားခဲ့တာကနှမျောစရာပါလိုင်ယွန်ဘက်ကလည်းတဖုံဖုံကန်နေပေမဲ့ကိုနာနာလည်းစွမ်းပြနေတာကြောင့်အရာမထင်ခဲ့ပါဘူးပွဲစားရင်35မိနစ်မှာဘရူနိုရဲ့လှလှပပမြေမကျကန်ချက်ဂိုးပွားကြီးထွက်ခဲ့တာကနှမျောစရာဖြစ်ခဲ့ရပြန်ပါတယ်ဒီလိုနဲ့ပရိုင်းပီကန်ဒီမှာတော့ဂိမ်းမိုးတို့ဒုတိယမြောက်ကိုရသွားခဲ့ပြီးတော့ဒါလောက်ကကန်သွင်းယူခဲ့တာဖြစ်ပါတယ်ပရိုင်းမှာ2ဂိုးပြတ်ဦးဆောင်ထားနိုင်တာကြောင့်ပွဲကဂိမ်းမိုးတို့အတွက်ပဲလို့ထင်ခဲ့ရတာပါဒါပေမဲ့ဒုတိယပိုင်းမှာတော့အခြေအနေတွေကမထင်မှန်ထားတာတွေဖြစ်ခဲ့တာဖြစ်ပါတယ်ပွဲစားရင်49မိနစ်မှာတမ်ပန်တိုင်းစစ်ကနေဂါနာချိုတယောက်လွတ်ထွက်လာပြီးကိုသမားနဲ့အတွေ့မှာအပိုင်ကန်ပေမဲ့ဂိုးမဖြစ်ခဲ့ပါဘူးလိုင်ယွန်တို့ဂိုးလုံနေတာကြောင့်တိုင်းစစ်မြင့်တင်လာခဲ့ပြီးပွဲချိန်မိနစ်80မှာတော့ခြေပါကိုစရခဲ့တာဖြစ်ပါတယ်တာလီဆိုရဲ့ခေါင်းတိုင်းချက်ကိုအွန်နာနာရဲချီနေခဲ့တာကြောင့်ပေးလိုက်တာပါပွဲစားရင်88မိနစ်မှာဂိမ်းမိုးတို့ဒုတိယမြောက်ခြေပါကိုပြန်ပေးလိုက်ရပြီးတက်ကလီဖီယာကိုရဲ့ကန်ချက်ကိုအွန်နာနာပို့ရကဘောလုံးကဂိုးရဲရောက်နေတာဖြစ်ပါတယ်ဒီလိုနဲ့ဆဲတန်ဆိုတန်တွေကလည်းစူညံသွားခဲ့ပြီးအိပ်ပျော်နေတဲ့မိဘပြည်သူအပေါင်းနဲ့ရက်ွက်တဲ့တကုံးများကတ်တာလာလို့တော့ထင်သွားခင်းကြတာပါဂိမ်းမိုးတို့ကန်ကောင်းတာကလိုင်ယွန်ဘက်ကပွဲပြီးကန်ဒီမှာတယောက်အထုတ်ခံလိုက်ရလို့ဖြစ်ပါတယ်တမန်ခွဲစချိန်အတွင်းတေချနေတာကြောင့်အချိန်မိုးစက္ကန့်ခဲ့ရပြီးအချိန်မိုး105မိနစ်မှာလိုင်ယွန်တို့ဥဆောင်ကိုရသွားခဲ့ပါတယ်ရိုင်ယန်ချာကီကအပိုင်ကန်သွင်းခဲ့တာဖြစ်ပြီးအွန်နာဘာမှမလုပ်နိုင်ခဲ့ပါဘူးပွဲစားချိန်120မိနစ်မှာလိုင်ယွန်တို့ဒုတိယဥဆောင်ကိုထည့်ရခဲ့ပြီးရရှိလာတဲ့ပန်နယ်တီကိုစင်မြန်ကြီးတိုက်စစ်မှုအောင်လာကာဆက်ကအပိုင်ကန်သွင်းခဲ့တာဖြစ်ပါတယ်ဂိမ်းမိုးတို့ရှုံးမိထင်ခဲ့ပေမဲ့တင်းနီစိတ်တဲ့အပြည့်နဲ့ကမ်းပတ်လာနိုင်ခဲ့ပါတယ်ကက်စမဲတို့ကြောင့်ပွဲချိန်117မိနစ်မှာပန်နယ်တီစားရခဲ့ပြီးဘရူနိုကတေတေတက်တက်နဲ့အဆုံးသတ်ခဲ့တာပါပွဲစားချိန်119မိနစ်မှာဂိမ်းမိုးတို့နောက်ထပ်ခြေပါကိုရခဲ့ပြီးကက်စမဲတို့ရဲ့အကွက်မြင်ဖန်တီးပေးမှုကနေမိုင်လူကကန်သွင်းယူခဲ့တာပါပွဲစားချိန်မိနစ်120မှာတော့နိုင်ကိုရသွားခဲ့ပြီးကက်စမဲတို့ရဲ့ကန်နေပေးမှုကိုခေါင်းကြီးကတစောင်းကြီးခေါင်းတိုက်ခဲ့ပြီးတော့သွင်းယူသွားခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်ချိုလိုက်ရပါတယ်ခင်ဗျာ